သက်30အရွယ်မှာဒီအချက်တွေကိုမင်းနားလည်ထားတင်ပြီးတာဝန်ယူမှုတွေစလာပြီဆိုတာနဲ့ဘဝကမင်းအပေါ်နူးညံ့နေလို့မှမဟုတ်ဘူးတေးချနားထောင်ပါနှုတ်စိတ်နေတတ်ပါစေအရာရာတိုင်းကိုထုတ်ပြောနေစရာမလိုဘူးငြိမ်းချမ်းမှုဆိုတာရွေးချယ်ယူရမယ့်အရာလိုက်ရှင်းပြနေရမယ့်အရာမဟုတ်ဘူးရှင်ပြိုင်ခြင်းကအထာထိပ်တီပူးပေါင်းဆောင်ရွက်ခြင်းကအတိညာဉ်ထက်တယ်မင်းရဲ့အလောက်ကမင်းကိုမချစ်ပါဘူးဝင်ငွေညက်ဘဝရည်မှန်းချက်ကိုမရောထွေးပါနဲ့လူအဖွဲ့အစည်းရဲ့စကားတွေကိုနားမယောင်ပါနဲ့သူတို့ကိုယ်တိုင်လည်းလမ်းပြောင်နေကြတာမိဘတွေကိုခွင့်လွှတ်လိုက်ပါအပြစ်တင်နေတဲ့၍မင်းအားနေနေအောင်ပါပဲမင်းကိုကဲတင်ဖို့ဘသူမှလာမှာမဟုတ်ဘူးမင်းဘဝကမင်းတာဝန်ပဲမင်းတက်ချမ်းတွေထပ်ဖတ်နေဖို့မလိုတော့ဘူးမင်းလိုနေတာလုတ်ဆောင်ချက်စီးစနစ်လူကြီးဘဝဆိုတာကဲတင်ရှင်းကိုမျောလင့်နေတာရက်လိုက်တဲ့အချိန်မှာစတင်တယ်မင်းဘဝကိုမင်းကိုယ်တိုင်တီးဆောက်ပါတိတ်တဆိတ်ဒီခန်းစိတ်နဲ့မရက်မနာတီးဆောက်ပါ